2021 ခုနှစ် ဇန်နဝါရီတုန်းက Chelsea နီးပြအဖြစ်ဂိုင်းတွယ်နေတဲ့အသင်းရဲ့ကန်ဝင်ကစားသမား Frank Lampard ဟာနီးပြရာထူးမှထုတ်ပယ်ခံခဲ့ရပါတယ်။အဲဒီအချိန် Chelsea တို့ဟာဘာကစားကွက်မှမရှိဘဲရုန်းကန်နေခဲ့ရပြီးတော့ Premier League မှာအဆင့်9နေရာထိရောက်ရှိခဲ့ပါတယ်။ဒါပေမဲ့အဲဒီလိုရုန်းကန်နေခဲ့ရတဲ့အသင်းကရာသီဝက်မှာနီးပြ Thomas Tuchel ဂိုင်းတွယ်ပြီးနောက်ပိုင်းမှာတော့ Chelsea တို့ဟာရာသီကုန်ချိန်မှာ Champions League ဖလားကြီးကိုစုကူးနိုင်ခဲ့ပါတယ်။ရာသီဝက်ထိ Premier League မှာအဆင့်9နေရာရောက်နေတဲ့အသင်းကိုအချိန်ခဏအတွင်းဥရောပချန်ပီယံတွေဖြစ်အောင်တူချယ်ဘယ်လိုမျိုးဆွမ်းဆောင်ခဲ့ရလဲဆိုပြီးမေးစရာရှိပါတယ်။ဒီနေ့ဗီဒီယိုမှာတော့အဲ့ဒီအကြောင်းအရာပြည့်ပြည့်စုံစုံကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးမစတင်ခင်ကျွန်တော်တင်ဆက်ပေးနေတဲ့ဗီဒီယိုတွေကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော် channel လေးကို subscribe ပြုလုပ်ပေးပြီးတော့ဗီဒီယိုလေးကို VPN ခံကြည့်ပေးဖို့တောင်းဆိုပါရစေ။ Chelsea ရဲ့အဲ့ဒီနှစ်ကအောင်မြင်မှုကိုပြောမယ်ဆိုရင် Lampard အကြောင်းလည်းထည့်မပြောလို့တော့မရပါဘူး။သူ့အနေနဲ့ Chelsea မှာရုန်းကန်ခဲ့ရတာတော့မှန်ပါတယ်။ဒါပေမဲ့သူလုပ်ပေးခဲ့တဲ့အရာတွေဟာလည်း Chelsea တို့အတွက်တော့မေးလို့မရပါဘူး။ Lampard ဘာတွေများလုပ်ခဲ့ပေးလို့လဲလို့ပြောရင်တော့2019လောက်ကိုပြန်သွားရပါလိမ့်မယ်။အဲ့ဒီအချိန်တုန်းက Chelsea နီးပြအဖြစ်ရှိနေခဲ့တာက Maurizio Sarri ဖြစ်ပါတယ်။အဲ့ဒီနေ့ရဲ့ဖေဖော်ဝါရီမှာတော့ Chelsea တို့ဟာကစားသမားခေါ်ယူခွင့်နေရာဒီပိတ်ပင်ခံခဲ့ရပါတယ်။အကြောင်းကတော့ Chelsea ဟာအသက်18နှစ်အောက်လူငယ်ကစားသမားတွေကိုခေါ်ယူတဲ့စီးမင်းဖောက်ဖျက်ခဲ့တာကိုစုံစမ်းတွေ့ရှိခဲ့လို့ဖြစ်ပါတယ်။အဲ့ဒါက Premier League မှာအသင်းကြီးတစ်သင်းအဖြစ်ရပ်တည်နေတဲ့ Chelsea တို့အတွက်တကယ်ကိုခက်ခဲခဲ့ပါတယ်။ပိုဆိုးတာကအသင်းရဲ့ star player ဖြစ်တဲ့ Eden Hazard ကလည်းပဲ Real Madrid ကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ Premier League မှာလည်း Liverpool နဲ့ Man City တို့နောက်တစ်ဆင့်နှိမ့်တဲ့အနေအထားကိုရောက်ရှိနေခဲ့ရပါတယ်။အဲဒီနောက်မှာတော့ Sarri ကလည်းပဲ Juventus ကိုပြောင်းရွှေ့သွားခဲ့တာကြောင့် Chelsea တို့အတွက်နီးပြအသစ်လိုအပ်လာပါတယ်။အဲ့ဒီချိန် Lampard ဟာ Championship Club Derby County မှာနီးပြဘွားကိုစတင်ဖြတ်သန်းနေချိန်လည်းဖြစ်ပါတယ်။ Lampard ဟာအဲ့ဒီချိန်တွေက Chelsea ရဲ့လူငယ်ကျယ်ပွင့်ကစားသမားတွေဖြစ်တဲ့ Mason Mount, Tomori စတဲ့ကစားသမားတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိခဲ့တာကြောင့်လူခေါ်ယူခွင့်ပိတ်ပင်ခံရတဲ့အချိန်မှာတော့အကောင်းဆုံးရွေးချယ်မှုအဖြစ်နီးပြအတွေ့အကြုံမရှိသေးတဲ့ Frank Lampard ကိုခံရခဲ့ပါတယ်။ Lampard လက်ထက်မှာတော့လူခေါ်ယူခွင့်မရှိတာကြောင့်ရှိနေတဲ့ကိုပိုင် Academy ကိုပဲအားကိုးခဲ့ရပါတယ်။အဲ့ဒီရှေ့က Chelsea Academy ဟာ Rice, Musiala, Nathan Ake စတဲ့ကစားသမားကောင်းတွေကိုလက်လွတ်ထားခဲ့ရတာကြောင့်အခုလိုလူခေါ်ယူခွင့်မရှိချိန်မှာဒါမျိုးထပ်ဖြစ်ခံလို့တော့မရတော့ပါဘူး။ Lampard အနေနဲ့အသင်းကြီးမှာနေရာစပေးခဲ့တဲ့လူငယ်ကျယ်ပွင့်တွေကတော့ဒါဘီကောင်တီမာတုန်းကသူကင်တွယ်ခဲ့တဲ့ Mason Mount နဲ့ Tomori တို့ဖြစ်ပါတယ်။အဲ့ဒီအပြင်တခြားလူငယ်ကစားသမားတွေဖြစ်တဲ့ Reece James, Tammy Abraham စတဲ့ကစားသမားတွေကိုလည်းအသင်းကြီးမှာနေရာပေးလာခဲ့ပါတယ်။အဲ့ဒီလို Lampard ရဲ့ယုံကြည်မှုကိုရရှိခဲ့တဲ့လူငယ်ကစားသမားတွေဟာအခွင့်အရေးရရှိလာချိန်မှာတော့စိတ်မပြတ်စေခဲ့ပါဘူး။ Tammy Abraham ဆိုရင်အဲ့ဒီရာသီမှာသွင်းဂိုးပေါင်း19ဂိုးထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ Mason Mount ဆိုရင်လည်းပဲတကယ်ကိုမိုက်တဲ့ခြေစွမ်းတွေပြသနိုင်ခဲ့သလို Reece James ဟာလည်းပဲကမ္ဘာအဆင့်ညာနောက်ခံလူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။လူခေါ်ခွင့်ပိတ်ခံထားရတဲ့ Chelsea တို့ဟာအဲ့ဒီရာသီမှာတော့လူငယ်ကစားသမားတွေရဲ့စွမ်းဆောင်မှုနဲ့အတူ Champions League ဝင်ခွင့်ရရှိခဲ့ပါတယ်။ဒါကပဲဒီဇလန်တစ်ခုလုံးရဲ့အပြောင်းလဲလို့ဆိုရမှာပါ။အကယ်၍လူငယ်ကစားသမားတွေကိုနေရာပေးဖို့တွန်းဆုတ်ပြီးရှိပြီးသားလူတွေကိုသာသုံးခဲ့မယ်ဆိုရင် Champions League ဝင်ခွင့်ဟာလည်းမတိကျပါဘူး။ Champions League ဝင်ခွင့်မရခဲ့ရင်စူပလာစုကူးနိုင်ဖို့ဆိုတာကလည်းဖြစ်လာမှာမဟုတ်ပါဘူး။ဒါကြောင့် Lampard ဟာ Chelsea ရဲ့ဒီ Champions League အောင်မြင်မှုမှာတစိမ့်တနေရာကနေအရေးပါခဲ့တယ်လို့ပြောရတာပါ။ Champions League ဝင်ခွင့်ရတာတခုတည်းနဲ့မဟုတ်ပဲလူငယ်ကစားသမားကောင်းများစွာကိုမွေးထုတ်ပေးနိုင်ခဲ့တာကလည်းတက်ရောက်မှုကြီးမားပါတယ်။ဒီလိုနဲ့နောက်ရာသီမှာတော့လူခေါ်ယူခွင့်ပိတ်ပင်ခံရမှုကိုဖြေလျော့ပေးခဲ့တာကြောင့် Chelsea တို့အသက်ရှူချောင်ခဲ့ပြီးတော့လူခေါ်ယူခွင့်ရရှိခဲ့ပါတယ်။ပထမဆုံးအပြောင်းရွှေ့အဖြစ် Hakim Ziyech ကို Ajax ထံကနေပေါင်36တန်းနဲ့ခေါ်ယူခဲ့ပါတယ်။နောက် Bundesliga မှာသွင်းဂိုး29ဂိုးသွင်းယူချီစွမ်းပြနေခဲ့တဲ့ Timo Werner ကိုပေါင်48တန်းနဲ့ခေါ်ယူခဲ့ပါတယ်။အဲဒီတော့က Timo Werner ဟာအင်အားတင်းစွာပဲ Premier League Champion Liverpool တို့ကိုညှင်းပယ်က Chelsea ကိုပြောင်းလာခဲ့တာဖြစ်ပါတယ်။ဒီလောက်နဲ့ပဲ Chelsea တို့မရက်တန့်ခဲ့ပဲအဲ့ဒီချိန်အင်္ဂလန်ရဲ့အကောင်းဆုံးဘယ်နောက်ခံလူလို့သတ်မှတ်ခံထားရတဲ့ Ben Chilwell ကိုပေါင်50နဲ့ခေါ်ယူခဲ့ပါတယ်။ PSG နဲ့ Brazil အသင်းကောင်းဆောင်ဖြစ်တဲ့ Thiago Silva ကိုလည်းအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာတော့ Kai Havertz ကိုပေါင်82တန်းနဲ့ထပ်မံခေါ်ယူခဲ့ပါတယ်။ဒီလိုနဲ့ Chelsea အသင်းကိုရှိပြီးသားဝိုင်းကစားသမား Academy လူငယ်တဲ့အတူခေါ်ယူထားတဲ့ကစားသမားအသစ်တွေနဲ့ပေါင်းစည်းခဲ့ပါတယ်။အဲဒီနွေရာသီမှာ Chelsea တို့ဟာကစားသမားအသစ်တွေအတွက်ပေါင်တန်း220အသုံးပြုခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းရာသီစတင်လာချိန်မှာတော့ Chelsea တို့ဟာရုန်းကန်ခဲ့ရပြီးကစားသမားအသစ်တိုင်းနီးပါးဟာလည်းကြာရှုံးတဲ့အပြောင်းရွှေ့အဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ Chelsea ဟာအသင်းကြီးတွေကိုရှင်နိုင်စွမ်းမရှိခဲ့ပဲ Liverpool, City, Arsenal စတဲ့အသင်းတွေကိုဇက်တိုက်ရှုံးနေခဲ့ရပါတယ်။ Lampard ရဲ့ဒုတိယရာသီမှာအသင်းလိုက်ကစားပုံလည်းပျောက်ဆုံးခဲ့ရပြီးကစားသမားတယောက်ချင်းစီတိုင်းဟာလည်းပဲယုံကြည်မှုတွေပျောက်ဆုံးနေခဲ့ကြပါတယ်။
အဲဒီနောက်ရူဒီဂါအနေနဲ့လမ်ပတ်ရဲ့နီးစနစ်ပိုင်းတွေကိုလူသိရှင်ကြားဝေဖန်ခဲ့တာကြောင့်အရန်ခုန်ပို့ခံခဲ့ရပါတယ်တီယာဂိုဆီလ်ဗာဟာလည်းပဲအသင်းရဲ့အခြေအနေပေါ်မှာစိတ်ပြက်နေခဲ့ပြီးလမ်ပတ်အပေါ်ယုံကြည်မှုပျောက်ဆုံးခဲ့ပါတယ်လမ်ပတ်အနေနဲ့ဖီယာပေါင်းများစွာရင်ဆိုင်ခဲ့ရပါတယ်ဒီလိုနဲ့2021ခုနှစ်ဇန်နဝါရီလ19ရက်နေ့မှာတော့ချယ်ဆီတို့ဟာလက်စတာစီးတီးနဲ့ကစားခဲ့ရာ2ဂိုးပြတ်ရှုံးနေခဲ့ရပါတယ်ချယ်ဆီတို့ဟာနောက်ဆုံး9ပွဲမှာတပွဲသာအနိုင်ရရှိခဲ့တာပါဒီလိုကမောက်ကမအခြေအနေတွေကိုစိတ်ရှည်လက်ရှည်စောင်းလင်းမရှိတဲ့ချယ်ဆီပိုင်ရှင်တွေဟာ2ရက်အကြာမှာပဲလမ်ပတ်ကိုယာရုကနေထုတ်ပယ်ခဲ့ပါတယ်လမ်ပတ်ရဲ့ဖီယိုဖျဲဖြစ်နေတဲ့ချယ်ဆီအသင်းဟာအမတ်ပေးစရာမှာလည်းအဆင့်9နေရာထိရောက်ရှိနေခဲ့ပါတယ်ချန်ပီယံလိမှာတော့ချယ်ဆီတို့ဟာ16သင်းရှုံးထွက်အဆင့်ကိုတက်ရောက်ထားနေပြီဖြစ်ပါတယ်အဲ့ဒီချိန်ချယ်ဆီတို့ကိုတော့ဘယ်သူမှချန်ပီယံလောက်အသင်းအဆင့်ထိမသတ်မှတ်ပဲအိမ်ဖြစ်အသင်းသက်သာသတ်မှတ်ထားခဲ့ကြပါတယ်တကယ်တမ်းမှာလည်းချယ်ဆီဟာပရီးမီးယားလိမှာဇယားအောက်ခြေကအသင်းတွေဖြစ်တဲ့လက်စတာဝက်ဆမ်စားတဲ့အသင်းတွေကိုတော့ရှုံးနိမ့်ထားခဲ့တာကြောင့်ချယ်ဆီတို့ကိုဘယ်သူမှအထင်မကြီးခဲ့ပါဘူးအဲဒီနောက်မှာတော့လမ်ပတ်နေရာကိုအစားထိုးဖို့အတွက်2021ခုနှစ်ဇန်နဝါရီလ21ရက်နေ့မှာသောမတ်တူကယ်ကို18လစာချုပ်နဲ့ခေါ်ယူခဲ့ပါတယ်တူချဲကိုခေါ်ယူစာချုပ်ချုပ်ရတဲ့ရည်ရွယ်ချက်ကတော့ဒီရာသီမှာမဖြစ်နိုင်ဘူးလို့ထင်ရတဲ့စူဖလားတွေစုခူးနိုင်ဖို့ဖြစ်ပါတယ်တူချဲရဲ့ပထမဆုံးအင်တာဗျူးမှာကလေးကဒီအသင်းရဲ့ DNA ကအနိုင်ယူဖို့နဲ့စူဖလားတွေစုခူးနိုင်ဖို့ပါကျွန်တော်ဒီကိုရောက်ရှိလာတဲ့ရည်ရွယ်ချက်ကရှိသမျှစူဖလားတွေဆင်ခေါ်နိုင်ဖို့ပါဒီရာသီရဲ့အဓိကပြစ်မှတ်ကတော့ချန်ပီယံလိနဲ့ FA Plus စုခူးနိုင်ဖို့ပါပဲလို့ပြောဆိုခဲ့ပါတယ်အစပိုင်းမှာတော့ဒါကရဲစရာဟာတာတစ်ခုတတ်တာပါပဲဘာလို့လဲဆိုတော့ချယ်ဆီအသင်းမှာကြာရှုံးခဲ့တဲ့အပြောင်းရွှေ့ဖြစ်သတ်မှတ်ခံခဲ့ရတဲ့ကစားသမားတွေနဲ့အသင်းကအကြဘက်ကိုရောက်ရှိနေတာကြောင့်ဥရောပမှာအင်အားတောင့်တင်းနေတဲ့မန်စီးတီးရီယယ်မက်ဒရစ်လီဗာပူးတို့လိုအသင်းကိုရှင်ပြိုင်နိုင်စွမ်းမရှိခဲ့လို့ပါပဲတူချဲကတော့ဒါတွေကိုဂယူးမဆိုင်ခဲ့ပဲအသင်းရဲ့ခံစစ်ကိုခိုင်မာအောင်ဥစွာတိစောက်ခဲ့ပါတယ်တူချဲရဲ့ပထမဆုံးပွဲဥထွက်ကတော့ဝူဖ်အသင်းနဲ့ပွဲစဉ်ဖြစ်ခဲ့ပြီးဂိုးမရှိသေးရလက်ထွက်ပေါ်ခဲ့ပါတယ်တူချဲလက်ထက်မှာတော့ချယ်ဆီတို့ဟာနောက်တန်း3ယောက်တွဲကိုအသုံးပြုခဲ့ပြီးရူဒီဂါအပ်ဇလီကွီတာနဲ့တီယာဂိုဆီလ်ဗာတို့ကစားခဲ့ပါတယ်အဲဒီနောက်ပိုင်းမှာတော့ချယ်ဆီရဲ့ခံစစ်ပိုင်းဟာချယ်ဆီပရိသတ်တွေကိုယ်တိုင်မယုံကြည်နိုင်လောက်အောင်ထိကောင်းမွန်ခဲ့ပြီးတော့ပရီးမီးယားလိ၄ပွဲဆက်တိုက်အနိုင်ရရှိခဲ့ပါတယ်ဒီလိုနဲ့ချန်ပီယံလိ16သင်းရှုံးထွက်အဆင့်အတလက်တီကိုမက်ဒရစ်နဲ့ကစားဖို့ရှိနေခဲ့ပါတယ်ချယ်ဆီကကောင်းမွန်လာတာမှန်ပေမဲ့လည်းဘယ်သူမှတော့အတလက်တီကိုတို့ကိုကြော်ဖြတ်နိုင်လိမ့်မယ်လို့မထင်ထားခဲ့ပါဘူးတီကိုတို့ဟာလာလီဂါကိုဦးဆောင်ထားတဲ့အသင်းဖြစ်ပြီးလူးဝစ်ဆိုရက်စ်ယာအိုဖီလစ်စ်တို့ဦးဆောင်တဲ့တိုက်စစ်နဲ့အတူအမြင့်ပြန်နေခြင်းဖြစ်ပါတယ်တကယ်လည်းကစားချိန်မှာတော့တူချဲလက်ချက်စီတို့ဟာပထမအကျော့တီကိုကွင်းမှာဂျီရူရဲ့နောက်ပြန်ကန်ချက်နဲ့အတူတကိုးကိုမရှိနဲ့အနိုင်ရရှိခဲ့ပါတယ်ဒုတိယအကျော့ကိုအင်ကွင်းမှာကစားရမှာဖြစ်တာကြောင့်ချယ်ဆီတို့အနေနဲ့အသက်ရှူချောင်ခဲ့တယ်လို့ပြောရမှာပါတီကိုနဲ့တူချော့မကစားမီဂျားထဲမှာလည်းပဲချယ်ဆီတို့ဟာယူနိုက်တက်တို့နဲ့ကိုမရှိသေးရေလီဗာပူးတို့ကိုတကိုး0နဲ့အနိုင်ရရှိခဲ့ပါတယ်အတလက်တီကိုမက်ဒရစ်နဲ့ဒုတိယအကျော့အင်ကွင်းပွဲစဉ်မှာတော့2ဂိုးကိုမရှိနဲ့ထပ်မံအနိုင်ရရှိခဲ့ပြီးချယ်ဆီတို့ဟာ4ပွဲဆက်တိုက်ကလင်းရှီရယူနိုင်ခဲ့ပါတယ်တချိန်တည်းမှာပဲချယ်ဆီတိုက်စစ်ကစားသမားတွေဖြစ်တဲ့ဟာဗတ်စ် ZH ဝါနာတို့ဟာလည်းပဲတူချယ်လက်ထက်မှာတော့သွင်းဂိုးတွေရှာဖွေနိုင်ခဲ့ပြီးခြေစွမ်းပြနိုင်ခဲ့ကြပါတယ်ချန်ပီယံလိရဲ့ကွာတာဖိုင်နယ်မှာတော့ပေါ်တိုအသင်းနဲ့တွေ့ဆုံခဲ့ပြီးချယ်ဆီတို့အတွက်တော့အရန်ကြီးမခက်ခဲခဲ့ပါဘူး FA Flag ကွာတာဖိုင်နယ်မှာလည်းပဲရှက်ဖီးယူနိုက်တက်တို့ကိုအနိုင်ယူနိုင်ခဲ့ပါတယ်ပရီးမီးယားလိမှာလည်းပဲချယ်ဆီတို့ဟာမန်စီးတီးနောက်ဒုတိယနေရာမှာရပ်တည်နေနိုင်ခဲ့ပါတယ်အဲဒီနောက်3ပတ်အတွင်းမှာတော့ချယ်ဆီတို့ဟာမန်စီးတီးနဲ့2ကြိမ်တိတိတွေ့ဆုံနေဖို့ရှိနေခဲ့ပါတယ်ပထမတစ်ပွဲက FA Cup ပွဲစဉ်ဖြစ်ပြီးတော့နောက်တစ်ပွဲကတော့ Premier League မှာဖြစ်ပါတယ်ဒီကြားထဲ Chelsea တို့ဟာ Champions League Semi Final အဖြစ် Real Madrid တို့နဲ့လည်းရင်ဆိုင်ရဖို့ရှိနေပါတယ်ဒါကြောင့်အဲ့ဒီတလားကတော့တူချဲတဲ့ Chelsea တို့အတွက်ဒီရာသီကိုအဆုံးဖြတ်ပေးမဲ့အရေးကြီးတဲ့လဖြစ်ခဲ့ပါတယ် Man City ကအဲ့ဒီအချိန်တုန်းကအသင်းမှာ Rodri, De Bruyne, Cancelo တို့ထိထိကျဲကစားသမားတွေအပြင်ဒီပြကပါ Guardiola ဖြစ်တာကြောင့် Chelsea တို့အတွက်တော့လွယ်ကူတဲ့တွေ့ဆုံမှုမဟုတ်ခဲ့ပါဘူးဒါပေမဲ့တကယ်တော့ပွဲကစားချိန်မှာတော့ Man City ရဲ့ game plan ဟာအလုံးမဖြစ်ခဲ့ပဲတူချဲရဲ့နောက်တန်း9ယောက်ဖြစ်တဲ့ Chilwell, Rudiger, Thiago Silva, Azpilicueta, Reece James စတဲ့အတွဲကိုထိုးပေါက်နိုင်ခဲ့ပါဘူးဒီလိုနဲ့ City ကတပွဲလုံးထိုးပေါက်ဖို့ကြိုးစားနေရင်ကနေ Chelsea တို့က counter attack ကနေတစ်ဆင့်ဝါနာပေးတဲ့အလုံးကို ZH ကကန်သွင်းကအနိုင်ကိုရယူပေးခဲ့ပါတယ်အဲဒီနောက် City တို့ကဖိအားပေးနိုင်ခဲ့ပေမဲ့သွင်းကိုမရယူနိုင်ခဲ့တာကြောင့်ရှုံးနေခဲ့ရပါတယ်ဂွာဒီယိုလာအနေနဲ့တူချဲရဲ့ခံစစ်နီးစနစ်ကိုဘလို့မှအဖြေရှာမရခဲ့ပဲလက်မြောက်အရှုံးပေးခဲ့ရပါတယ်ဒီနိုင်ပွဲက Chelsea တို့ကိုအဘက်ကအပြုသဘောဆောင်ခဲ့ပါတယ် Chelsea တို့ရနေတဲ့အချိန်ဟောကလည်းပုံမမြန်ဆန်လာသလိုကစားသမားနဲ့နီးပြတွေဟာလည်းပုံမယုံကြည်မှုရှိလာခဲ့ပြီးတော့ပြိုင်ဘက်တိုင်းကိုရင်ဆိုင်ဖို့အသင့်ဖြစ်နေခဲ့ပါတယ်အဲဒီတော့ရန်နေငယ်အကြမှာ Chelsea တို့ဟာ Champions League Semi Final အဖြစ် Real Madrid တို့နဲ့ကစားရဖို့ရှိနေပါတယ်ပထမအကြော့ကိုတော့ Real Madrid တို့အိမ်ကွင်းမှာစတင်ကစားခဲ့ရပြီးတော့ Pulisic ရဲ့သွင်းဂိုးနဲ့အတူတည်ကြအောင်ကစားနိုင်ခဲ့ပါတယ်ဒုတိယအကြော့ကိုတော့ Chelsea အိမ်ကွင်း Stamford Bridge မှာကစားရဖို့ရှိနေပါတယ်
အဲ့ဒီတော့ကကိုဗစ်ကာလအတွင်းပရိသတ်တွေလာရောက်ကြည့်ရှုခွင့်ပိတ်ပင်ထားခဲ့တာကြောင့်အင်္ဂွေးပရိသတ်အားတော့မရှိခဲ့ပါဘူးဒါပေမဲ့ချယ်ဆီတို့ကချယ်ဆီစစ်ဆန်ကစားခဲ့ပြီးတော့ဥရောပမှာမင်းမှုနေခဲ့တဲ့ရီယယ်ရိုကိုမေရှင်မောင်းနဲ့တီမာဝါနာတို့ရဲ့သွင်းကိုနဲ့အတူနှစ်ကိုပြတ်နဲ့အနိုင်ကစားကဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပါတယ်ချန်ပီယံလိဖိုင်နယ်မှာတော့ချယ်ဆီတို့ကပရီးမီးယားလိပြိုင်ဘက်မန်စီးတီးတို့နဲ့ပြန်လည်တွေ့ဆုံနေခဲ့ပါတယ်အဲ့ဒီမတိုင်ခင်ချယ်ဆီနဲ့မန်စီးတီးတို့ကပရီးမီးယားလိပွဲစဉ်အဖြစ်ရင်ဆိုင်ကစားရဖို့ရှိနေပါသေးတယ်အဲ့ဒီချိန်မန်စီးတီးတို့ကပရီးမီးယားလိ plus စကူထားနိုင်ခဲ့ပြီးဖြစ်တာကြောင့် PR များတော့မရှိခဲ့ပါဘူးဒီပွဲစဉ်ကဂွာရီယိုလာအတွက်တော့ချန်ပီယံလိဖိုင်နယ်ပွဲစဉ်မတိုင်မီတူချဲရဲ့ခန်စစ်နီးစနစ်ကိုလေးလာဖို့အကောင်းဆုံးပွဲကြိုတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်အဲ့ဒီပွဲစဉ်မှာအဂွဲရိုရဲ့သွင်းကိုနဲ့စီးတီးတို့ဦးဆောင်ခဲ့ပါတယ်ဒုတိယပိုင်းကတော့မန်စီးတီးတို့အတွက်တကယ်ကိုခက်ခဲခဲ့ပါတယ်အဲ့ဒီအပြင်အဂွဲရိုရဲ့နမဲကျော်ပီနယ်ကလွဲချော်မှုနဲ့အတူပွဲစဉ်ဟာလည်းပဲချယ်ဆီတို့ဘက်ကိုရောက်ရှိသွားခဲ့ရပါတယ်အဂွဲရိုရဲ့ပန်နယ်တီလွဲချော်ပြီးနောက်ပိုင်း ZH နဲ့အလွန်ဆိုတို့ကချယ်ဆီတို့အတွက်တကိုးစီသွင်းယူပေးခဲ့တာကြောင့် ETH မှာလည်းပဲ2ဂိုးတကိုးနဲ့ရှုံးနေခဲ့ရပြန်ပါတယ်ဒီတစ်ချိန်ချယ်ဆီကိုရှုံးနေခဲ့တာကစီးတီးတို့အတွက်စိတ်ပိုင်းဆိုင်ရာအတော်လေးထိခိုက်ခဲ့တယ်လို့ပြောနိုင်ပါတယ်ချယ်ဆီတို့အနေနဲ့တော့နှစ်ပွဲဆက်မန်စီးတီးကိုအနိုင်ရယူပြပြီးတော့ချန်ပီယံလိဖိုင်နယ်မှာလည်းပဲအနိုင်ဆွဲရှိတယ်ဆိုတာကိုအသင်းတွင်းယုံကြည်မှုတိုးစေခဲ့ပါတယ်ဂွာရီယိုလာလိုနီးစနစ်ဆရာကြီးအတွက်တော့တလားအတွင်းအသင်းတစ်သင်းကိုနှစ်ပွဲဆက်ရှုံးနေတာကတော့လက်ခံနိုင်စရာမရှိပါဘူးပိုပြီးဆိုတာကဒီလိုအသင်းကိုမန်စီးတီးတို့အရန်လိုချင်နေခဲ့တဲ့ချန်ပီယံလိဖိုင်နယ်မှာထပ်တွေ့ဆုံအောင်မယ်ဆိုတဲ့အချက်ကဂွာရီယိုလာအတွက်ကောင်းခဲစေပါတယ်ဂွာရီယိုလာဟာအဆိုပါနှစ်ပွဲလုံးမှာတူချဲရဲ့ကစားကွက်တဲဝင်သွားခဲ့ပြီးဘာမှမလုပ်နိုင်ဖြစ်ခဲ့ရတာပါအဲ့ဒီနှစ်မှာထူးခြားတာကတော့ချန်ပီယံလိဖိုင်နယ်က COVID-19 ကြောင့်ပရိသတ်တွေကိုင်းတွင်းဝင်ရောက်ကြည့်ရှုမှုပိတ်ပင်ထားတာကိုပထမဆုံးအချိန်ပြန်လည်ခွင့်ပြုပေးခဲ့တဲ့ပွဲစဉ်လည်းဖြစ်ခဲ့ပါတယ်ပမာဏအရအများကြီးမဟုတ်ပေမဲ့နှစ်သင်းပေါင်းပရိသတ်ပေါင်း14000ကျော်တက်ရောက်ကြည့်ရှုခွင့်ရခဲ့ပါတယ်ပွဲစဉ်အကြောင်းပြန်ပြောရရင်နီးစနစ်ဆီယာဂွာရီယိုလာဟာချယ်ဆီနဲ့နှစ်ပွဲပေါင်းသွင်းကိုတကိုးပဲသွင်းယူနိုင်ခဲ့တာကြောင့်ဖိုင်နယ်ပွဲလိုရေးကြီးပွဲစဉ်မျိုးမှာရိုဒရီလိုကစားသမားကိုချန်လက်ကဂန်နိုဂန်ဖိုရန်ဘန်ရိုဆီလ်ဗာစတဲ့ကစားသမားတွေနဲ့ကွင်းလယ်မှာပွဲထွက်လာခဲ့ပါတယ်ချယ်ဆီတို့ဘက်မှာတော့နွေရာသီတုန်းကကြာရှုံးတဲ့အပြောင်းရွှေ့တွေအဖြစ်သတ်မှတ်ခံထားခဲ့ရတဲ့ကိုင်ဟာဗက်စတီမိုဝါနာအပြင်မန်ဒီဘန်ချေဝဲလ်တီယာဂိုဆီလ်ဗာစတဲ့ကစားသမားတွေနဲ့အခုလိုအရေးကြီးဆုံးပွဲစဉ်မှာပွဲထွက်လာခဲ့ပါတယ်မေရှင်မောင်းနဲ့ရီစီဂျိမ်းစ်တို့လိုလမ်းဘက်မွေးစားသားတွေလိုညှို့ဆိုခံရတဲ့ဒီကစားသမားနှစ်ယောက်လည်းပွဲထွက်လာခဲ့ပါတယ်တကယ်တမ်းပွဲကစားချိန်မှာတော့ဂွာရီယိုလာရဲ့နီးစနစ်ကအလုံးမဖြစ်ခဲ့ပါဘူးချယ်ဆီတို့9 area ထဲရောက်ပြီဆိုတာနဲ့နောက်ခက်လူတယောက်မဟုတ်တယောက်ကမန်စီးတီးတို့တိုက်စစ်ဆင်မှုကိုအချိန်တိုင်းတားဆီးနိုင်ခဲ့ပါတယ်ဒီလိုနဲ့ချယ်ဆီတို့ဟာမန်စီးတီးအသင်းကိုခုခံရင်ဒုတိယပိုင်းအရောက်မှာတော့မေရှင်မောင်းရဲ့အကွက်မြင်မြင်ဖန်တီးပေးမှုကနေနွေရာသီပြောင်းရွှေ့တုန်းကအဆိုးရွားဆုံးခေါ်ယူမှုအဖြစ်သတ်မှတ်ခံခဲ့ရတဲ့ကိုင်ဟာဗက်စ်ကဂိုးအဖြစ်ပြောင်းလဲပေးနိုင်ခဲ့ပါတယ်လက်ချက်မိနစ်တွေမှာတော့မန်စီးတီးကချယ်ဆီရဲ့နောက်တန်းကိုထိုးဖောက်ပြီးသွင်းကိုမချဖွေနိုင်ခဲ့တာကြောင့်ချယ်ဆီတို့ကချန်ပီယံလိဖလားကြီးကိုထိုက်လိုက်တန်တန်ဆွတ်ခူးနိုင်ခဲ့ပါတယ်ဒီချန်ပီယံလိဖလားကြီးဟာချယ်ဆီသမိုင်းတစ်လျှောက်တော့ဒုတိယအကြိမ်မြောက်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်ဒီလိုသမိုင်းဝင်ဆူဖလားကြီးကိုချယ်ဆီတို့ကမဖြစ်နိုင်ဘူးလို့ထင်ရတဲ့အနေအထားကနေရယူပြသွားခဲ့တာဖြစ်ပါတယ်ဘောလုံးသမိုင်းမှာဒီလိုမျိုးလှုပ်ပြနိုင်တာအသေးအများကြီးတော့မရှိပါဘူးချယ်ဆီတို့ဟာဘာကြောင့်ဥရောပဆူဖလားအားလုံးဆွတ်ခူးနိုင်တဲ့တသင်းနဲ့တော့အသင်းလဲဆိုတာအံ့ဩစရာတော့မရှိပါဘူးသူတို့ရဲ့ DNA ကိုမထင်မှတ်ထားတာတွေပဲပြုလုပ်ပြလက်ရှိတဲ့ DNA မျိုးဖြစ်ပါတယ်ဒီပွဲစဉ်ပြီးအားလုံးလက်ခံလိုက်ကြရတာကတော့ Thomas Tuchel ဟာတကယ်ကိုနီးပြကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာပါပဲသူ့အနေနဲ့နေမာနဲ့အမ်ဘက်ပေလိုကျဲပွင့်ကစားသမားတွေနဲ့အတူဒီစုကိုရယူနိုင်ဖို့အနီးကပ်ဆုံးအနေအထားမှာရောက်ရှိခဲ့ဦးပါတယ်ဒါပေမဲ့လည်းအဆုံးသတ်မှာတော့လွဲချော်ခဲ့ရပါတယ်အကြောင်းကြောင့် PSG နဲ့လမ်းခွဲပြီးတဲ့နောက်အရာရာယိုယွင်းနေတဲ့ Chelsea အသင်းကိုလာပိုင်းအတွင်းဥရောပချန်ပီယံဖြစ်စေခဲ့တဲ့ဆိုတာကတော့ဘောလုံးသမိုင်းမှာထာဝရထင်ကျနေတော့မှာပဲဖြစ်ပါတယ်။နောက်ရသည်မှာတော့တူချယ်ယာချယ်ဆီအသင်းကို Super Cup, Club World Cup စတဲ့ဆူဖလားတွေကိုလည်းဆွတ်ခူးပေးနိုင်ခဲ့ပါသေးတယ်။အဲဒီနောက်မှာတော့အားလုံးသိတဲ့အတိုင်းရုရှားယူကရိန်းစစ်ပွဲကြောင့်ချယ်ဆီအသင်းပိုင်ရှင်ပြောင်းလဲသွားခဲ့ရမှာတော့တူချယ်ရဲ့ချယ်ဆီပုံမြင်ဟာလည်းပဲအဆုံးသတ်ဖို့ဖြစ်လာခဲ့ရပါတယ်။အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။